နာမည်ကြီးစိတ်ယောဂအထူးကုဆရာဝန်ကြီးဒေါက်တာသက်ပိုင်ဟာမြို့ပြင်ကတီးခြားဆန်တဲ့အင်ကြီးတစ်လုံးမှာနေထိုင်ပါတယ်။ဒီနေ့မှာတော့သူကိုယ်တိုင်တော်အဖြေရှာမရတဲ့ထူးဆန်းတဲ့လူနာတစ်ယောက်ရောက်လာရာကနေသူဖုံးကွယ်ထားတဲ့အတိတ်ကလှုပ်ဝက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာပုံကိုရိုက်ကူးထားတာပါ။ဒေါက်တာသက်ပိုင်စီကိုမျက်နှာဖုံးဆွတ်ထားတဲ့လူငယ်တစ်ယောက်ရောက်လာပြီးကျွန်တော်လူတက်ခဲ့တယ်ဒါပေမဲ့ဘသူကိုတက်လိုက်မိလဲမသိဘူးလို့ပြောလာပါတယ်။အဲ့ဒီနေ့ကစပြီးဒေါက်တာသက်ပိုင်ရဲ့အိမ်မှာထူးဆန်းတဲ့အတန်တွေကြားလာရပြီးသူ့ရဲ့ဓာတ်ပုံတွေကမျက်နှာတွေဟာတဖြည်းဖြည်းမိမိပြောက်ကွယ်သွားတာကိုတွေ့ရပါတယ်။လူနာဖြစ်သူမင်းခန့်ကိုစိတ်ညှို့ပြီးစမ်းတက်တဲ့အခါမှာမင်းခန့်မြင်နေရတဲ့အိမ်မက်ထဲကအိမ်ဟာဒေါက်တာသက်ပိုင်အခုနေနေတဲ့အိမ်နဲ့ထပ်တူကျနေတာကိုတွေ့လိုက်ရပါတယ်။ဒေါက်တာသက်ပိုင်ဟာကြောက်လန့်တကြားနဲ့ကုသမှုကိုရပ်တန့်ဖို့ကြိုးစားပေမဲ့မင်းခန့်ကသူ့ရဲ့အတိတ်ကြောင်းတွေကိုစတင်ပြောပြလာပါတယ်။အိမ်ရဲ့မြေအောက်ထပ်မှာဘသူကိုမှပေးမဝင်တဲ့အခန်းတစ်ခန်းရှိပါတယ်။ဒေါက်တာသက်ပိုင်ရဲ့ဇနီးဖြစ်သူဟာလွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးသွားခဲ့တာပါ။မင်းခန့်ကအဲ့ဒီခန်းထဲမှာအမျိုးသမီးတစ်ယောက်ရဲ့ငိုတန်ကြားရတယ်လို့ပြောလာတဲ့အခါဒေါက်တာသက်ပိုင်ရဲ့စိတ်တွေမတည်မငြိမ်ဖြစ်လာပါတယ်။ရဲအရာရှိတစ်ယောက်ကဒေါက်တာသက်ပိုင်စီရောက်လာပြီးလွန်ခဲ့တဲ့9နှစ်ကလူပြောက်မှုနဲ့ပတ်သက်လို့ပြန်လည်မေးမြန်းပါတယ်။ထူးဆန်းတာကမင်းခန့်ဆိုတဲ့လူငယ်ဟာလွန်ခဲ့တဲ့3နှစ်ကတည်းကကားအက်ဆီဒင့်နဲ့တေဆုံးသွားခဲ့ပြီဆိုတာဒေါက်တာသက်ပိုင်သိလိုက်ရတဲ့အချိန်မှာပဲမိမိရှိမှထိုင်နေတဲ့မင်းခန့်ဟာလူလားဝိညာဉ်လားဆိုတာခွဲခြားမရတော့တဲ့ဒေါက်တာသက်ပိုင်ဟာယူသွမတက်ဖြစ်လာပါတယ်။မင်းခန့်ကဆရာဗီဒိုတွေကသွေးစွန်းနေတဲ့အင်ဂျီကိုဘယ်တော့ထုတ်ပြမှာလဲလို့မေးခွန်းထုတ်လာပါတယ်။ဒေါက်တာသက်ပိုင်ဟာမှန်ထဲမှာမိမိကိုယ်ပြန်ကြည့်တဲ့အခါမင်းခန့်ရဲ့မျက်နှာကိုမြင်လိုက်ရပါတယ်။တကယ်တော့မင်းခန့်ဆိုတာဒေါက်တာသက်ပိုင်ဖန်တီးထားတဲ့ဒုတိယစိတ်တစ်ခုဖြစ်နေတာပါ။ဒေါက်တာသက်ပိုင်ဟာမြေအောက်ခန်းတော့ကိုဖွင့်ပြီးဝင်သွားပါတယ်။အဲ့ဒီမှာသူကိုယ်တိုင်တက်ခဲ့တဲ့ဇနီးတဲ့ရဲ့ရုပ်အလောင်းကိုဆေးစိမ်ပြီးတင်ထားတာကိုတွေ့ရပါတယ်။သူဟာအပြစ်ရှိစိတ်ကြောင့်ကိုမင်းခန့်ဆိုတဲ့ပုံစံနဲ့ပြန်လဲအပြစ်ပေးနေတာဖြစ်ပါတယ်။ရဲတွေဝိုင်းထားတဲ့ကြားကဒေါက်တာသက်ပိုင်ဟာအမှန်တရားကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့စသိန်းခန်းမှာတော့ဒေါက်တာသက်ပိုင်ဟာစိတ်ကျန်းမာရေးဆေးရုံရောက်သွားပြီးကရင်ဘေးမှာမင်းခန့်ကပြုံးပြီးရက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ဒါဟာအဆုံးသတ်မဟုတ်သေးဘူးဆရာ။ဆိုတဲ့စကားတန်နဲ့အတူဇလန်းပြီးဆုံးသွားပါတယ်။